မင်္ဂလာပါရှင်အခုဗီဒီယိုထဲမှာမြင်ရတာကတော့တူရကီနာမည်ကြီးစစ်လက်နက်ကုမ္ပဏီဘေကာရဲ့မောင်းသူမဲတိုက်လေယာဉ်နှစ်စီးစမ်းသပ်ပျံသန်းနေတာဖြစ်ပါတယ်အလိုလျောက်အော်တိုဘိုင်းလောစနစ်နဲ့လေယာဉ်နှစ်စီးအုပ်စုဖွဲ့ဘေးချင်းရှင်ပြီးပျံသန်းတာဖြစ်ပါတယ်လေယာဉ်အတွက်အင်ဂျင်ကိုတော့ယူကရိန်းကုမ္ပဏီတစ်ခုကထုတ်လုပ်ပေးတာဖြစ်ပါတယ်အဲ့ဒီမောင်းသူမဲတိုက်လေယာဉ်အကြောင်းအသေးစိတ်ကိုကုမ္ပဏီဘက်ကအသေးစိတ်ထုတ်ပြောတာမရှိသေးပါဘူး။ဒါပေမဲ့ကမ္ဘာကျော်ဒရုန်းကုမ္ပဏီဘေကာကထုတ်လုပ်တာဖြစ်တဲ့အတွက်စိတ်ဝင်စားတဲ့သူတွေများပြားနေပါတယ်။မကြာခင်အနာဂတ်ကာလစစ်ပွဲတွေမှာလေတရဲလိုက်ပါမောင်းနှင်ရတဲ့တိုက်လေယာဉ်တွေကိုမောင်းသူမဲတိုက်လေယာဉ်တွေကအစားထိုးတော့မလားဆိုတာစောင့်ကြည့်စရာဖြစ်လာပါတယ်ရှင်။